တာလီဇောပါ DMG ပဲစင်တရန်ရောက်တန်ထလမအစီအစဉ်ကနေ crossover ရခိုင်ပရိတော့မှာဖိုက်ပြက်နေတဲ့ဖိုက်ပြက်တွေနဲ့တန်သားလူမျိုးစုတွေအတန်ကို DMG တရန်ဌာနကနေရခိုင်ဘာသာနဲ့ထန်ဟက်တန်ဆက်ပြီးထားဆိုတာဖိုက်ပါတယ်ဒီတစ်ပတ်တန်ဆက်ပြီးလာဖို့တရန်ဒီကတော့ကြောက်ဘူးကစိုက်ပြီးချုပ်ဒီတိုးတောက်ခရိုနီဂရမ်မှာအပူတောင်ကိုအန်တုပနာဖဲသန်းနေကြရပါတယ်လာဖို့နဲ့ရခိုင်ပရိပညာရေးကိုစနေတကြလေပတ်ဖို့ AA ကစီဆိုင်နေပါတယ်ရိုမာတဖက်ခရန်က AA နဲ့ပူပေါတက်ဒီစိုက်ရဲပိုက်မှတ်ကောက်ကိုလေတန်ဆက်ပြီးလာဖို့ဖိုက်ပါတယ်ကြောက်ဘူးကစိုက်ပြီးချုပ်ဒီတိုးတောက်ခရိုနီဂရမ်မှာအပူတောင်ကိုအန်တုပနာဖဲသန်းနေကြရပါတယ်နိုင်စရာအခါခေကောင်ကြောက်ဖူမွန်းတွေကစိုင်းပေးရှောင်းတီတွေတောတောင်ခရုံတွေတီထဲမှာယာယီတေတီထိုးပြီးကနဘူးတိုင်ကအန်တူပနာဖလိုက်တစ်ပိုင်နေထိုင်နေခဲ့စောပါနွေရာသီရီရှာယာဆိုကေတရှိုးကျေရွာတီစောစိုင်းပေးရှောင်းတီကလာမခံစောကောင်အခုတောထဲမှာဖလိုက်တစ်ပိုင်နေခဲ့ရဆိုလို့ပရိုခဲ့ပါတယ်ကြောက်ဖူမွန်းတွေမှာကျေရွာပေါင်း20ကျော်စိုင်းပေးရှောင်းနေတာပနာရောင်းထက်ကရောင်ရှောင်းကလော့တင်ဦးကောင်းစိုက်တော်စီမော်စိုက်ခရုံကျေရွာဒေတာခင်တီစောအမို့အကမလုံခရုံရဲ့အပေါင်တီနဲ့ခရုံတွေတီးမှနေထိုင်စားတော့ရဲ့အတွက်တွေ့ပူနေခဲ့စောပါဒါတို့ကတော့ခရာရခဏရဟန်တယ်ငိုလို့လို့ဒီကတော့နေနေထိုင်နေတယ်ဘယ်တော့မှမသိသေးဒါသဝနေကလည်းဘယ်တော့မှမသိသေးထိုင်ကတော့ဘုံထုံးကြလေတညောင်းဒီရီတဲဌာနရှုံနာမှာဖေဖော်ဝါရီလ20ရက်နေ့ကစလို့တိုက်ပွဲတိဖိုင်နေပြီကေစိုက်ကောက်စီလီဂရောင်းနဲ့လာနော့ခရီကြာရမှုတီကောင်ဦးကောင်းကလော့တင်ရောင်ရှောက်ကျေရွာတီစောရောင်းလုံးကျဲနေပါမိန်လောက်ပြောစီခါရပါတယ်ရောင်ကျေရွာတီစောရီလုံငဲနဲ့လေယာလုံငဲကိုအဓိကလောက်ကိုက်ခဲ့ပြီကေနေအင်တိုင်းနေပါမှာဆန်စပေါ်တီလေးမိန်လောက်ပြောစီလာလို့သူတို့အတွက်နေထိုင်စားသားရဲ့အခါကေဟင်းနေစောလေးဖိုက်ပါတယ်ကိုကြလာခံကြရပါအမှမစနေမှမစနေဖိုက်လိုက်ပါရတဲ့ကြောင့်လည်းစိုက်ဆောင်းရပါစိုက်ထိခိုက်ပါဘာရခတဲ့အောင်တော့ခုမကြပြည့်စည်ပြည့်စည်ကမဆိုအဝဲဆမဆိုအောင်ဆုံးချလိုက်ပါဟိနေခိုက်ရပါလောလောဆိုင်မှာစိုက်ပေးရှော်တီကို HTCO ကစာနယ်ရိခါနဲ့နေစရာတချို့စီစဉ်ပြီးမုံဟင်ကလေးစိုက်ပေးရှော်ရတဲ့ကျေရော်တီမြပလာတဲ့အတွက်ကောက်ကုညင်ထောက်ပံ့တဲ့အတွက်လိုအပ်ရှော်တီဟင်းနေစော်လေးဖိုက်ပါတယ်ဆဝဲနေတဲ့ဂျက်တမွန်ဂရောင်းမော်ဒိုကအရှိတီအဟာရရှုတေမွန်တန်ကိုခန်းစားနေကြရပါတယ်မောင်တိုမြို့နယ်ကအသက်9နှစ်အရှိတီမှာမင်းသားစုဆဝဲနေတဲ့ဆာမန်ပရီမွန်ဒီကောင်အဟာရရှုတေမွန်တန်ကိုခန်းစားနေရတယ်လို့ကုညီဆောင်ရဲပြည်နယ်လူဒီကတဆောင်သိရပါတယ်စေဘိရှောင်းတီနဲ့မွတ်စလင်ကြီးရာတီမှာအရှိ3ယောက်ထိကတယောက်စွာအဟာရရှုတေမွန်လက္ခဏာကိုတွေ့ရတယ်လို့စေဘိရှောင်းရီကုညီဆောင်ရဲနေတဲ့အမျိုးသမီးတဦးကပြောပါတယ်စေဘိရှောင်းဒီမှာအကူအညီရရှိမှုနေပေါ်စွာအလောက်ကန်ရှော့ပေါ်စွာကုန်စည်နှုန်းအဆမတန်မောင်းတက်နေစော်ဒီကောင်စောက်ဝဲနေတဲ့အကျဲတင်းမျိုးစွာနဲ့ရောင်းဆိုင်နေကြရပါတယ်ရောက်ပိုင်မျိုးအကျဲတင်းဒီကောင်ထမအသားငါးတီကိုဝဝလောင်လောင်မစနိုင်ရပြောင်းအာဟာရပြဝရီတခါမုံပေးတရီစာတီကိုလည်းမကျွေးနိုင်ရတဲ့အတွက်အရှိဒီမှာအာဟာရရှုတိလာခဲ့သောဖိတ်တွေလို့စေဘိရှောင်းဒီကပြောထားခဲ့ပါတယ်အာဟာရရှုတိတွေဒီကဂရောင်းရောင်းမှာအစောသားကောင်းကောင်းမစောရကြဖိတ်ပြီးကစောရရဲ့အစာကလေအာဟာရလုံလောက်မှုမရရှိစောဒီဂရောင်းဖိတ်တွေလို့သိရပါတယ်။ရပိုင်မျိုးဖိတ်လာခဲ့အစီဒီဆုံရှုံစွာအသက်ရှူရခက်ခဲစွာတိဘရူဒီဆုံရှုံပြီးကကိုခံအောင်နေလာသောစားရလက္ခဏာဒီပါတက်တွေလို့ကျဲမာရဲ့တိုင်ဝမ်ကပရိုဆိုထားပါတယ်။အရှိတငယ်အခွန်ရေးဆိုင်ရာဥပဒေမှာကောင်းမွန်ရေးပန်းဝန်းကြောင့်ပြိုချွန်စရာကောင်းရနေရာအစာဟာရပြေဝမွန်လွယ်မွန်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခုံမွန်ဟင်းနဲ့နေထိုင်ရဖို့လို့ပါရှိကလေးပဋိပက္ခဖိတ်ပေါ်တာဒေတာကအရှိဒီမှာရော့ပန်အခွန်ရေးဒီကိုဆုံရှုံနေကြရဆိုလေးဖိတ်ပါတယ်AA ထင်းရှော့ဘရီနောက်ရခိုင်ဒေသမှာကုန်စည်နှုန်းတွေတတိတတာကြာဆန်းလာနေပါတယ်တိုက်ပွဲဖြတ်ပွဲမှုနဲ့တူစိတ်ကောင်စီရဲ့လန်ခီပိတ်ဆို့မှုတိကြောင့်ရခိုင်မှာကုန်စည်နှုန်းတွေအဆမတန်မြင့်တက်ခခဲ့လေအရခတက်တော် AA ကမြို့နယ်အလုံးနီးဘက်ကိုထင်းရှုပ်ပြီးနောက်ပိုင်းမှာကုန်စည်နှုန်းတိတတာကျဆင်းလာရဲ့လို့ဒေသခံဒီဘက်ကသိရပါရဲ့တိုက်ပွဲစတင်ရင်2023ခုနှစ်နိုဝင်ဘာလနောက်ပိုင်းကစပနာရခိုင်ဒေသမှာ92.73စီတလီတာကိုငွေကျပ်3000ကဲ့တော်နီတပိုက်တာကိုငွေကျပ်9000နဲ့ကဲ့တော်ဖြူတပိုက်တာကိုငွေကျပ်3500ကျပ်အထိမြို့နယ်လိုက်စည်းနှုန်းမြင့်တက်ခပါရဲ့
လဲဟိမှာအေဟာစိတ်တွေကြောက်ဖြူမှန်အောင်မြို့တီကလွေးပနာမြို့နေဆက်လက်ခုကိုသိမ့်ပိုက်ပြီးရဲ့နောက်ပိုင်းမှာ92တလီတာကိုငွေကျပ်6500ကေတော်နီတပိတ်တာကိုငွေကျပ်1000နဲ့ကေတော်ဖြူတပိတ်တာကိုငွေကျပ်2200စရဲ့ဇီနုံ3စာနီဘောအထိရိုးကြလက်ခါဟာလေးဖိတ်ပါရဲ့တိုက်ပွဲဖိတ်ပွားရှင်ကပိုဆန်းမွေးစံတအိတ်ကိုငွေကျပ်3သိန်းခေါတောင်းငေါထောင်ဆန်ခန့်တအိတ်ကိုငွေကျပ်3သိန်းစားသုံးစီတပိတ်တာကိုငွေကျပ်9000နဲ့ငရုတ်တိခေါတပိတ်တာကိုငွေကျပ်9000ကျပ်အထိမြင့်တက်ခါပါရဲ့အခုပိုဆန်းမွေးစံတအိတ်ကိုငွေကျပ်3သိန်း1000ဆန်ကန်တအိတ်ကိုငွေကျပ်9500စားသုံးစီတပိတ်တာကိုငွေကျပ်2400ငရုတ်တိခေါတပိတ်တာကိုငွေကျပ်3000စားရင်ငွေကျပ်1000ကနေ9000အတွင်းစီးနှုန်းတီဟာတစ်ဆက်ဆက်ကျဆင်းလာနေဟာလေးဖြစ်ပါရဲ့အေကမြို့နယ်အများစုကိုထိန်းချုပ်ပြီးရင်နောက်ပိုင်းမှာကုန်သွယ်ရေးလမ်းကြောင်းတီပြန်လို့အဆင်ပြေလာရဲ့အတွက်ကုန်စည်နှုန်းတီဟာလည်းတစ်ဆက်ဆက်ရိုးကျလာဖိုက်တယ်လို့ကုန်သည်တီကဆိုခဲ့ပါရဲ့တစ်ဖက်မှာလည်းရခိုင်ဒေသကကုန်စည်နှုန်းတီဟာအတိုင်းအတာတစ်ခုအထိကျဆင်းလာမှာမဟုတ်တဲ့အတွက်စည်းနှုန်းတီကိုအခုထက်ပိုလို့ကျဆင်းလာဖို့ဒေသခံတီကမျိုးလဲနေခဲ့ပါရဲ့လာဖို့နဲ့ရခိုင်ပရိပညာရေးကိုစနေတကြလေပတ်ဖို့အေကစီစဉ်နေပါတယ်အာခတ်တက်တို့အေထင်းလျှောက်ထားရဲ့ခိုင်ကမျိုးနေဒီမှာလာဖို့နိုင်နိုင်ထုံနိုင်စင်ကနိုင်ထုံနိုင်စင်ကပညာတောင်းနိုင်မှာကြောင့်တိပန်လေဖောင်းလဲပြီးကပညာရေးကိုစနေတကြလေပတ်ဖို့စီစဉ်နေရလို့သိရပါတယ်ရခိုင်မှာနိုင်ထုံနိုင်စင်သူနှစ်ကွန်ပန်ကစားလို့တပွဲကောင်ပိုက်ထောက်ခါရဲ့စာသားကြောင့်ဒီကိုလာဖို့နိုင်မှာပုံမှန်ဖောင်းလဲနိုင်ဖို့အာခတ်ပညာရေးဌာနကဆာဆာမဝန်ထမ်းတီကိုခိုယုံနေပါတယ်တပွဲကောင်ပေသူတိမှာနေရာအနှံ့မှာတင့်ရှောင်နေကြရဇာနဲ့စိတ်ကုံစီလီကောင်အန်ဒီတီကောင်ပိခါရဲ့နိုင်ထုံနိုင်စင်လေးခုနဲ့ကစာသားကြောင့်ဒီကိုပိုက်ထောက်ခါရစားပါရန်ကုန်အရှိတိပညာရေးနဲ့အလှမ်းမွေးစီဖို့အခုပန်စီစဉ်ရစာဖိုက်တယ်လို့ပညာရေးအသံဝဲကပြောထားပါတယ်ရခိုင်မှာကြောင်ပိုက်ထားရဲ့အကျိုးဆက်ဖိုက်ကြောင်သားကြောင်သူတိစာပညာရေးနဲ့အလှမ်းဝိခါပြီးကအသက်ကိလာစာကောင်ကြောင်ပါဘကိုရလာခရဲ့လူဒီအမြတ်ကြီးဟင်ခါပါတယ်လက်ဟိရခိုင်မှာဗဟိတစာသားပြီးနေတဲ့စာသားကြောင့်တချို့နဲ့မိဖတီစုပုံဖေသားနဲ့ဖွာလိုက်ထားရဲ့စာသားကြောင့်တရားလေပတ်နေပြီးကအရှိအမြတ်ဘက်မှာပညာသဟောကဆုံရှုံနေရခဲ့စပါရန်ကုန်နိုင်ထုံနိုင်စင်ကပညာသားနိုင်မှာပညာရေးကဏ္ဍစနစ်တကျလေပတ်နိုင်ဖို့ကျောင်းသားမိဖတီနဲ့ဆာဆာမတီကမျှော်လင့်နေခဲ့ပါတယ်ရိုမာတဖက်ခရန်ကအေအေနဲ့ပူပုတ်တက်ဒီစိရဲပိုက်မှတ်ကောက်ကိုလည်းတန်ဆက်ပြီးလောက်ဖို့ဖိုက်ပါတယ်ရခိုင်ပြည်နယ်နေနမရှန်တီစန်နေရမကွေပကိုနဲ့အီရာဝဒီတိုက်ရိုမှာအရခတ်တက်တိုအေနဲ့ပူပုတ်တက်ဒီစွာစိုက်ကုတ်စီကာကန်စခန်တက်စကန်တီကိုတိုက်ခိုက်သိမ့်ပိုင်လာမှုဒီနဲ့တူတိုက်ပွဲနေမတီလေတိုးရှိလာနေပါတယ်2025ခုနှစ်နိုင်ဆမ်ဘိုက်ကစတန်ခါရီအေနဲ့ပူပုတ်တက်ဒီထိုးစိုက်တီစွာအခုအခါမကွေတိုင်းငဖေမြို့နေပကိုတိုင်းပန်တောင်မြို့နေအီရာဝဒီတိုင်းကပသိမ်သာဘောရီဂရေလင်းမျက်နှာမြို့နေအထိတိုက်ပွဲဖော်ဆောင်လာနေဆိုပါလိုင်းမာအေပါဝန်တော်လရဲတက်တီထိုးစိုက်တီစွာမကွေပကိုအီရာဝဒီတိုင်းကိုထိုးဖောက်ဝန်ရောက်လာနေရအဆန်းတာဟင်းနေတင်ရဲလို့ဆိုင်ရဲလစ်လာသူတွေကရှုမှန်ခဲ့ပါတယ်ဒီတိုင်းသုံးတိုင်းမှာဆိုရင်တော့ထိုးဖောက်ဝင်ရောက်နိုင်တဲ့အဆင့်ပဲလို့ပြောအောင်ပါဗောနော်ဘာလို့ဆိုတော့ဒီမှာတိုင်းရဌာနချုပ်တွေကိုသိမ့်ပိုက်ထားနိုင်တာမရှိသေးဘူးဗောနော်ဒါကာကင်းကုန်းနေစခန်းနေနဲ့ပဲတိုက်ခိုက်နေတာဆိုတော့ဒါအေးရဲ့ထိုးစကအခုမှစပြီးတော့ထိုးဖောက်ဝင်ရောက်ဖို့အပြင်းထန်ကြိုးစားနေတဲ့အနေအထားမျိုးလို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မကွေပကိုအီရာဝဒီတိုက်ရုံမှာစိုက်ကောက်စီကာကွယ်ရေးပစ္စည်းကာပစာဆန်ရုံတီတင်ဟင်းပြီးကဆိုင်ရဲအရအမြောက်ကြီးအရေးပါတဲ့အပရာပူပေါတက်တီထိုးစိုက်တီစွာစိုက်ကောက်စီအတွက်ခရီမာရဲခန့်ခမွန်တခုဖိုင်မိပါတယ်ယန်ဂရောစိုက်ကောက်စီကတက်စကန်တီမချရှုံးရဲအတွက်မင်းဘရန်စိုက်ကူအပရာဒရုံဂျက်တိုက်လေယန်တီနဲ့အသေးအတန်ခုခံနေပါတယ်အေနဲ့တူဆိုင်ရဲဖော်ဆောင်နေရကြောက်သားလက်ရုံတက်တူဤဘဟုကော်မတီဝန်ကိုမဟန်ထက်ကိုကဆိုင်ရဲရီမန်ရှတီနဲ့ပတ်သက်လို့ DMG နဲ့တိတန်းအင်တာဗျူးမှာအခုပိုင်ဖရကရာထားပါတယ်ကျွန်တော်တို့ဟာနိုင်ငံရေးစစ်ရေးရတချို့ကိစ္စတွေကိုဒါကျွန်တော်တို့ဒီအများကြီးတော့ထုတ်ပြတာမရှိပဲမဲ့လို့ပေါ့လေကျွန်တော်တို့ကြားထဲမှာဒီကောင်းမွန်တဲ့စတိုင်တခုတိဆောက်ထားပြီးတော့ရေရှည်ပေါ့ရေရှည်စစ်ကိုကျွန်တော်တို့ဆင်နွှဲတဲ့အခါမှာလည်းကျွန်တော်တို့တကယ်ကိုခိုင်မာတဲ့မဟာမိတ်တွေအဖြစ်နဲ့ကျွန်တော်တို့ဆက်ပြီးတော့တိုက်ပွဲဝင်သွားဖို့ရှိပါတယ်လိုင်းဒေါ်လာနဲ့အာဇူဒီစွာအေအေဆိုင်ရဲအတွေ့အကြုံနေဗျူဟာနဲ့စိုက်စွန်ရတီကိုပူပေါထိုးစတီကလက်ဆန်ကန်ရနိုင်ပြီးကဆိုင်ရဲအရတိုက်ခိုက်နိုင်စွန်ရပိုအောက်ကောက်လာနေရလို့လစ်လာသူတွေကရှုမှန်ခဲ့ပါတယ်
အေနပူပုတ်တရိုဤစိုက်ဆန်ရီအောင်မရာမှုန်တီနာတူမမပရေအလေဘတ်အတွန်းကိုထိုးပေါက်လာစွာရီစိုက်ကုတ်စီပရိုလေးရဲ့အတွက်လွန်စာအရေးပါရဲ့အရှက်ဖိုက်တီလို့စိုက်ရဲနိုင်ငံရဲလေးလာသူတွေကပရိုဆိုထားခဲ့ပါတယ်မမပရေအလေဘတ်စွာစိုက်ကုတ်ဆိုတီယုံစိုက်ထားရဲ့ဒေတာဖိုက်ပြီးကေတိုလာရဲ့အာစုတီလေတစားထိုးပေါက်လာတဲ့အတွက်ကြောင့်တိုက်ပွဲတီမှာလဲဆက်လက်ပရန်ထန်လာဖို့လို့တုံ့ပြန်နေခဲ့ပါတယ်ဒီတစ်ပတ်ကျွန်တော် DNG တရန်ဌာနကတန်ဆက်တဲ့ရုပ်သံအစီအစဉ်စွာအေမာပဲပြီးဆုံးပါဗျာဂရရှုအပိခါခဲ့တဲ့မိန်ဖပရီတိုပါရိုကိုကျေးဇူးတင်ပါရယ်နောက်ပတ်ဒီမှာလည်းစိုက်ဝန်စားဖို့ကောက်ရတဲ့တရန်တီနာတူဒီအစီအစဉ်မှာပြန်လို့ဆုံတွေ့ခဲ့ပါမယ်